မြသမိုင်းမှာဘယင်းဆိုတာအမိတ်တခုနဲ့အရာရာကိုပြောင်းလဲနိုင်သူပါဒါပေမဲ့သူတို့တောင်လုံးဝမလွန်ဆန်နိုင်ခဲ့တဲ့ရိုးရာတစ်ခုရှိခဲ့တဲ့အဲ့ဒါကတော့မြရိုးရာတက်တယ်မှာပဲဒီနေ့ခေတ်တကြံမှာလမ်းပေါ်ထွက်ရေကစားကြပျော်ပါကြတယ်ဘယင်းတွေဖြစ်တုံးကရောသူတို့ခန်းထားတဲ့နန်းတော်ကြီးတွေထဲမှာပဲနေခဲ့ကြတယ်လို့ထင်နေလားမဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးပကံခေတ်နေရတီဟပိမင်းဆိုတာတရုတ်ပြည်မင်းလို့နာမည်ကြီးခဲ့ပေမဲ့တကြံကြတဲ့အချိန်ခါမှာတော့ပြည်သူတွေနဲ့အတူရေပက်ကစားခဲ့ရတဲ့ပထမဆုံးဘယင်းတစ်ပါးဖြစ်ပါတယ်လေဒီရေစီးကြောင်းကအသားရောင်ယာဒူးပိုင်ဆိုင်မှုဘာတစ်ခုမှမခွဲခြားဘူးဘယင်းကစားလို့တာမန်ပြည်သူအစုံအားလုံးတန်းတူပျော်ရွှင်ခွင့်ရတဲ့တစ်ခုတည်းသောရိုးရာပဲရေဆက်တွေနဲ့အတူအဟောင်းတွေကိုစီးကြောအစ်စ်တွေကိုကျူဆိုတဲ့အချိန်ဒါကြောင့်တကြံဟာမြမရိုးရာယဉ်ကျေးမှုရဲ့အနက်ရှိုင်းဆုံးအတိတ်တွေကိုဆောင်ကျဉ်ပေးခဲ့တယ်ဘယင်းတော်လိုက်နာခဲ့ရတဲ့ညီမချင်းရဲ့ဥပဒေဒီနေ့ခေတ်တင်ကောဒီရေစီးကြောင်းနဲ့ပါဝင်ဖို့အသင့်ဖြစ်ပြီလားမိတ်ဆွေတို့လည်းလာမဲ့တင်းကြံမှာပျော်ရွှင်စွာဖျက်ဆီးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်